အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ Once One Football Channel လေးကနေအားလုံးကိုကြိုဆိုလိုက်ပါတယ်ဒီ channel လေးထဲမှာဒီကြီး၅ခုပြင်ဂျာမန်လိတူနဲ့အင်္ဂလန်ချန်ပီယံရှစ်ပွဲစဉ်တွေကမှကျွန်တော်အတွေ့ယူဆရည်နဲ့ကိုက်ညီတဲ့ပွဲစဉ်တစ်ပွဲကိုရွေးထုတ်ပြီးသုံးသပ်ရွေးချယ်ပေးသွားမှာဖြစ်ပါတယ်ဒါပြင်ကျွန်တော်ကဗီဒီယိုလေးရဲ့နောက်ဆုံးမှာ Once ဘက်မှာစောင့်စားနေကြတဲ့ညီကိုလေးတွေလည်းဝင်းလူစော့ကစားခြင်းတမကအခြားရွေးချယ်စရာကောင်းတဲ့ဒီလန်လေးတွေကိုပြောပြပေးသွားမှာဖြစ်ပါတယ်။ဒါကြောင့်ကျွန်တော်ရဲ့ဗီဒီယိုလေးကိုအဆုံးထိကြည့်တော်ရကြဖို့ပြောချင်ပါတယ်။မနေ့ကစပါးနဲ့ Bradford ပွဲမှာကျွန်တော်ရွေးချယ်ခဲ့တဲ့စပါး9အောက်လေးရတော့အဆင်ပြေသွားခဲ့တယ်ဗျာ။အဲ့တော့လည်းအများကြီးဝမ်းသာပါတယ်။ဒီနေ့မှာတော့ည9:15မှာကစားမယ်ပြင်သစ်လီဂူပွဲစဉ်တစ်ပွဲဖြစ်တဲ့ Lorient နဲ့ Lyon တို့ရဲ့ပွဲစဉ်လေးကိုသုံးသက်ရွေးချယ်ပေးသွားမှာဖြစ်ပါတယ်။လက်ရှိမှာလိုင်ယွန်အဆင့်ကလော်ရီယန်ကတော့အဆင့်15မှာရပ်တည်နေတဲ့အသင်းဖြစ်ပါတယ်။သူ့အောက်မှာနန်ဒက်စ်ရဲ့မတ်စ်ရဲ့အော်ဇီရဲ့ပဲကျွန်တော်ရပေါ့ဗျာ။ပြင်သစ်လူကူမှာ18သင်းပဲရှိတဲ့ကြောင့်မလို့သူကတန်းစင်းဆောင်ရဲ့အထက်၄မှာပဲရပ်တည်နေတဲ့အသင်းလို့ပဲပြောရမှာပေါ့နော်။လော်ရီယန်အနေနဲ့ဒီပွဲစဉ်မှာအဝေးကွင်းကလိုင်ယွန်ကလော်ရီယန်ကိုမနက်ကြီး level 50ရှုံး9ပေါင်းကြီး390နိုင်ဆိုပြီးတော့ဖွင့်လှစ်ပေးထားတာကိုတွေ့ရပါတယ်။ညနေကြီးမှာတော့ဘော်ဒီကြီး level 60ရှုံး9ပေါင်းကြီးကနှလုံး90နိုင်ဆိုပြီးဖြစ်လာပါတယ်။ဘော်ဒီကြီးက10တက်လာတယ်ဗျာ။9ပေါင်းကြီးကမနက်ပိုင်း3လုံး90စားနေအခုဆိုရင်3လုံးအပြည့်စားဖြစ်သွားတယ်ပေါ့ဗျာ။အဲဒီတော့ကျွန်တော်ဒီပေါက်ကြီးအကြောင်းတွေမပြောခင်မှာလော်ရီယန်ရဲ့အင်္ဂလိပ်စံဆောင်ယူအရင်ချက်သွားကြည့်ခြင်းနဲ့လော်ရီယန်အနေနဲ့အင်္ဂလိပ်မှာ9ပွဲကစားထားတယ်3ပွဲနိုင်တယ်3ပွဲတည်တပွဲပဲရှုံးထားတယ်ဗျာလော်ရီယန်အနေနဲ့အင်္ဂလိပ်ခြေတန်းကောင်းတယ်လို့ပြောနိုင်တယ်ဘာလို့ဆိုတော့သူရှုံးတဲ့အသင်းတစ်သင်းရတယ်လိုင်းလီလို့အသင်းကိုပဲရှုံးထားတာဗျာအဲ့တပွဲပဲရှုံးထားတယ်3ပွဲတော့နိုင်ထားတယ်3ပွဲတည်ကြထားတယ်ဗျာသူတည်ကြထားတဲ့ပွဲစဉ်တွေမှာဆိုရင်ဗျာ PSG လို့အသင်းမျိုးတော့ပါတယ်သူ့ရဲ့အပေါ်အသင်းတွေဖြစ်တဲ့ Brest တို့2-loss တို့ကိုတည်ကြထားတယ်အခုနောက်ဆုံးကန်ခဲ့တဲ့ပွဲမှာဆိုရင် Nice ကိုအင်္ဂလိပ်မှာအနိုင်ရရှိထားတယ်3-1နဲ့ဒါလက်ရှိ Lorient ရဲ့အင်္ဂလိပ်ဆက်ဆောင်ရေးပေါ့ဗျာနောက်ပြီးကျွန်တော်တို့လိုင်ယွန်ရဲ့အဝေးကွင်းဆက်ဆောင်ရေးကိုချက်သွားကြည့်ခြင်းနဲ့လိုင်ယွန်ကအဝေးကွင်းခြေစမ်းတိတ်မကောင်းဘူးဗျ9ပွဲကစားတာမှာ2ပွဲပဲနိုင်တယ်3ပွဲတည်2ပွဲရှုံးထားတယ်ရာကိုကလည်း10ကိုပဲရှိတယ်ဘေးကိုက9ကိုရှိတယ်နောက်ဆုံးကန်ခဲ့တဲ့9ပွဲမှာဆိုရင်2ပွဲနိုင်တယ်2ပွဲရှုံးတယ်တပွဲတည်ကြထားတယ်ပေါ့ဗျာနိုင်တဲ့2ပွဲကအင်္ဂလိပ်ကန်ရတဲ့ Nantes နဲ့ပွဲအပြောယူပါလိတပွဲဒါပဲရှိတယ်အဲ့ဒီရှိမှာအော်ဇေးကိုတည်ကြတယ် Brest ကိုတည်ကြတယ် Paris ကိုတည်ကြတယ်တောက်လျှောက်တည်ရကြတယ်အဲ့ရှိမှာထပ်ပြီး Nice ကိုဆိုရင်ရှုံးအောင်ရှုံးလာသေးတယ်ဗျသူအဝေးကွင်းသွားကန်တာပေါ့နော်လိုင်းယွန်တို့အသင်းအနေနဲ့ဒီလိုမျိုးအဝေးကွင်းခြေစမ်းကြီးရတော့တိတ်ပြီးတော့မကောင်းဘူးဗျအားရကြတော့တိတ်မကောင်းဘူးဘန်ရဲ့အဝေးကွင်းခြေစမ်းအခုလက်ရှိမှာပေါ့နော်သူတို့နှစ်သင်းရဲ့ head to head ထိပ်တိုက်တွေ့ဆုံမှုနောက်ဆုံး9ပွဲကိုသွားကြည့်တဲ့အခါမှာတော့လိုင်ယွန်က2ပွဲနိုင်တယ်2ပွဲတည်ကြတယ်1ပွဲပဲရှုံးထားတယ်ဗျဒါကြောင့်ထိပ်တိုက်တွေ့ဆုံမှုရတော့လိုင်ယွန်ကလော်ရီယန်ကိုရှုံးပွဲ1ပွဲပဲရှိတယ်2ပွဲတော့နိုင်တယ်2ပွဲတည်ကြထားတယ်ပေါ့ဗျာနောက်ဆုံး9ပွဲမှာကျွန်တော်အခုသူတို့နှစ်သင်းရဲ့လက်ရှိအနေအထားကိုသိပြီးတဲ့နောက်မှာအာရှဖွင့်လှစ်မှုဖြစ်တဲ့မနက်ပိုင်းကြီး level 50ရဲ့3လုံး90နိုင်ဆိုတဲ့ကြီးတွေရယ်အခုလက်ရှိကြီး level 60ရှုံးနှလုံး90ရှုံးဆိုတဲ့ကြီးတွေကျွန်တော်စပြီးတော့စဉ်းစားကြည့်အောင်ဗျာအခုလိုမျိုးအဝေးကွင်းမကောင်းတဲ့လိုင်ယွန်ကပြန်ပြီး Lorient လို့အင်္ဂလိပ်ကောင်းတဲ့အသင်းကို level 50ရှုံးနဲ့စဖောက်တယ်အခုညနေကျတော့ level 60ရှုံးဖြစ်လာတယ်အဲ့လိုမျိုးပေါ့နော်ပြီးတော့လိုင်ယွန်အနေနဲ့ဒီပွဲပြီးသွားရင်ကြားထဲမှာ3ပွဲရှိတယ်ဗျသူအဝေးကွင်းမကန်ရင်3ပွဲပေါ့နော်အဲ့ကြားထဲမှာယူရိုပါလိတစ်ပွဲပါမယ်ပြီးသွားရင်အမှတ်ပေးပွဲတစ်ပွဲပါမယ်နောက်ထပ်သူတို့ပြင်သစ်ဖလားပွဲတစ်ပွဲပါမယ်ပေါ့အဲ့ပွဲတွေအကုန်လုံးသူကအင်္ဂလိပ်မှာကန်ရမှာဗျနောက်ထပ်ဒီပွဲ3ပွဲပြီးသွားရင်နောက်ထပ်သူကအဝေးကွင်းပွဲစဉ်အနေနဲ့မုံနာကိုရဲ့ပွဲမှာသူကသွားကန်ရမှာဗျမုံနာကိုနဲ့သွားကန်ရမယ့်ပွဲကအခု Lorient ထက်ဆိုင်သူ့အတွက်နိုင်ဖို့ chance ကနည်းတယ်ပေါ့ဗျနော်အခုဒီ Lorient ထက်ဆိုင်သူနိုင်ဖို့မုံနာကိုအဝေးကွင်းမှာသွားနိုင်ဖို့ဆိုတာဒီပွဲထက်ပိုပြီးတော့နည်းတယ်ဗျဒါကြောင့်ကျွန်တော်ကတော့ဒီပွဲမှာလိုင်ယွန်နေနဲ့ဒီပွဲကိုနိုင်အောင်ကန်မယ်လို့ကျွန်တော်ထင်တယ်ဗျလော်ရီယန်လိုအင်္ဂလိပ်ကောင်းတဲ့သူဗျလိုင်ယွန်လိုမျိုးအဝေးကွင်းခြေစမ်းတိတ်ပြီးတော့အားရဖို့မကောင်းတဲ့အသင်းကပြန်ပြီးတော့တရေဆိုတဝက်ရှုံးမယ်ဆိုတဲ့ကြီးပြန်ဖောက်ပေးထားတာကိုကျွန်တော်အနေနဲ့ကတော့ပြင်းတယ်လို့ပဲယူဆတယ်ဗျဒီ
ဒီဘွဲပြီးရင်လည်းဗျာနောက်3ဘွဲလောက်ကသူအိမ်ဝင်းကြီးပဲစတိုက်ကန်ရမှာဆိုတော့အဝေးကွင်းအနေနဲ့ဒီဘွဲကတော့လောလောဆယ်မှာနောက်ဆုံးကန်ရမှာပေါ့ဒီဘွဲလေးကိုသူအားထည့်ပြီးကန်မယ်နိုင်လို့လည်းကန်မယ်လို့လည်းကျွန်တော်ထင်တယ်ဗျအစင်ရတည်မှုရာလိုင်ရောကလော်ရီယာနဲ့တာရဆိုပေမဲ့လိုင်ရဲ့အခုလက်တော်မှာသူ့ရဲ့အဝေးကွင်းခြေတန်းကြောင့်မလို့ဒီကြီးပဲဖွင့်လှစ်ပေးထားတယ်လို့တော့ကျွန်တော်ကတော့ထင်တယ်နောက်ပြီးလော်ရီယာရဲ့အင်ဝင်းကစားအားလေးရတယ်ကောင်းနေတဲ့အချိန်မှာလိုင်ရောကဒီကြီးလေးပေးပြီးတော့ဖွင့်ပေးထားတာတော့ကျွန်တော်တို့ကတော့တန်လုံးတယ်လို့ပဲကျွန်တော်ကသတ်မှတ်တယ်level 50တရေဆိုရင်တဝက်ပဲရင်းနှီးရမှာဗျာရင်းပြော်တယ်ဗျာဒါကြောင့်ဒီနေ့မှာကျွန်တော်ရဲ့ရွေးချယ်မှုကတော့ lion body ဖြစ်ပါတယ်ဗျာအခုထပ်ပြီးကျွန်တော်က wise မှာစောင့်နေကြတဲ့ညီကိုတွေအတွက်ရွေးချယ်ပေးခြင်းနဲ့တခြားနီးလန်းလေးတစ်ခုလည်းပြဖတ်ခြင်းပါတယ်အဲ့ဒီမှာ Outcome plus number of goals ဆိုတဲ့စာကြောင်းလေးကိုရှာလိုက်W2 and number of goals 2 to 4 yes ဆိုတဲ့ဟာလေးက 3.1 ရမယ်ဗျာအဲ့ဒါလေးရယ်နောက်ပြီးတော့2, result upon total ဆိုတဲ့စာကြောင်းလေးကိုရှာလိုက်အဲ့ဒီထဲမှာW2 and TU 4.5 yes ဆိုတဲ့ 2.39 ရတယ်ဗျအဲ့ဥစားလေးကိုလည်းကျွန်တော်ရွေးချယ်ပေးချင်ပါတယ်ပထမတစ်ခုဖြစ်တဲ့ W2 and number of go 2 to 4 yes ဆိုတဲ့စာကြောင်းအဓိပ္ပာယ်ဗျာ W2 ဖြစ်တဲ့ line ရောနိုင်ရမယ် number of go ဆိုတာကနှစ်ဖက်သလုံးရဲ့ကိုသွင်းကိုကလည်း2ကိုကနေ4ကိုကြာရှိရမယ်ဗျာ01မရဘူးဗျာ02ရမယ်03ရမယ်12ရမယ်04ထိရမယ်ဗျာအဲ့ထက်ပို့ပြီးတော့14တို့2တို့အဲ့ပေါ့ဗျာ4ကိုထက်ကျော်သွားရင်တော့မရတော့ဗျာသူရဲ့အတိတ်ပဲတွေကအဲ့လိုမျိုးပေါ့နော်ဒါတော့မတည်သေးတဲ့ညီကိုတွေအတွက်ကိုဗျာအခုမှစားဆော့တဲ့ညီကိုတွေမတည်သေးတဲ့ညီကိုတွေကရိုးတန်းအနိုင်ရှုံးဆော့မယ်စားဒီကောင်လေးဆိုရင်လည်းပို့ပြီးတော့ရရပါ 3.1 ဆိုတဲ့စာလေးရရပေါ့1000လောက်ရင်3100ရတာပေါ့ဗျာနောက်တစ်ခုဖြစ်တဲ့ W2 and TU 4.5 ကကျတော့ 2.39 ရမယ်ဗျဒါလေးကတော့ဒီအတိုင်းပဲ W2 ကဖြစ်တဲ့ line ယုံကနိုင်ရမယ် total under ကလည်းနှစ်ဖက်သွင်းကိုကလည်း၄ကိုအောက်ဖြစ်ရမယ်အဲ့ဒါကြော်လို့မရဘူးပေါ့နော်ဒီနှစ်ခုကတော့ညီကိုတို့စိတ်ဝင်စားမှာဆိုကျွန်တော်ရဲ့ရွေချက်ကအရင်နည်းနည်းနဲ့အမျက်များများလိုချင်တဲ့ညီကိုတွေအတွက်အရင်နည်းနည်းနဲ့ရမယ်အမျက်လည်းပိုထွက်တဲ့ဒီနည်းလေးနှစ်ခုကိုကျွန်တော်ကချပြပေးခြင်းဖြစ်တယ်ဘရာသာကိုစိတ်ဝင်စားမှာဆိုပါဒါမှမဟုတ်ဘူးကိုကဒီနေ့မှာအနိုင်လေးပဲစော့ကျင်နေဆိုတော့မစိုးဘူး 2.1 ကျော်တော့ရတယ်ဆိုတော့ဒီတန်တော့တန်တယ်ကိုက risk မယူစော့မယ်ဆိုရင်တော့ W2 ရိုးတီးတန်လေးပဲ 2.1 ကျော်လေးကိုပဲယူပြီးစော့လို့ကောင်းတယ်ဗျနော်2.197ဆိုတော့မစိုးဘူး1000လောက်ရင်11980ပေါ့အဲ့လိုမြင်မယ်ဆိုတော့မစိုးပါဘူးဟုတ်ကဲ့အခုလိုမျိုးကျွန်တော်ရဲ့ရွေးချယ်မှုတွေကညီကိုတို့အတွက်အကျိုးရှိခဲ့တယ်ဆိုရင်ကျွန်တော်ရဲ့ One Football Channel လေးကို like and subscribe လုပ်ပြီးတော့အားပေးခဲ့ကြပါဦးနော်နောက်နေ့တွေမှာကျွန်တော်ရဲ့ရွေးချယ်မှုတွေတင်တိုင်းသိရအောင်လို့ notification ဘဲလေးကိုနှိပ်သွားကြဖို့လည်းမမေ့နဲ့နော်အားလုံးကျေးဇူးတင်ပါတယ်ကျွန်တော်ညီကိုတွေရွေးချယ်မှုတွေထပ်တူကြပြီးအမြဲတမ်းအပေါင်းပြကြပါစေဗျာအားလုံးကျေးဇူးတင်ပါတယ်